ပျက်စီးမှု၃မျိုးဆိုတန်လျာခရီးသွားနေတဲ့အခါမှာအလေးထားဖို့ဆိုပြီးဒီသုတ်တံဟောတာပျက်စီးမှုဆိုတဲ့စကားလုံးကိုပါဠိဘာသာနဲ့ဝိပတ္တိလို့ခေါ်တယ်။ဩဃတာထဲမှာပါတယ်ဝိပတ္တိတရား၄ပါးလို့ယတနာတရား၅ပါးလို့ပျက်စီးမှုတွေပဲဒါယတနာတရား၅ပါးလို့ဆိုတာလည်းရှိတယ်။ဆွေတွေမျိုးတွေရဲ့ပျက်စီးမှုပစ္စည်းဥစ္စာတွေရဲ့ပျက်စီးမှုယောဂဖြစ်လို့ပျက်စီးမှုကိုကျင့်သီလပျက်စီးမှုမှန်ကန်တဲ့အမြင်ရဲ့ပျက်စီးမှုလို့ယတနာတရား၅ပါးညာတိယတနာဘောဂယတနာရောဂယတနာသီလယတနာဒိဋ္ဌိယတနာယတနာတရား၅ပါးအဲ့ဒီပျက်စီးမှုတွေကလူတွေဟာညာတိယတနာဆွေမျိုးတွေတည်ဆုံးပြီးတော့သွားတာမျိုးကြတတိထားတတ်ကြတယ်ဆိုရင်ညပူလောင်ညဘောဂယတနာစိစိတ်ဥစ္စာတွေပျက်စီးသွားရင်လည်းတတိထားကြတယ်စိတ်ကြီးဆင်းရဲကြရောဂယတနာကိုယောဂရလာလို့ကျမ်းမာရေးပျက်စီးသွားတာမျိုးလည်းပဲတတိထားကြဆိုရင်ညဒီပျက်စီးမှု၃မျိုးကြတော့လူတွေဟာအလေးနဲ့ထားပြီးကုစားကြတယ်ရှောင်ရှားဖို့ကြိုးစားကြတယ်သို့တော့အဲ့ဒီ၃မျိုးကတဘဝမှာသာဒုက္ခပေးနိုင်တဲ့ပျက်စီးမှုတွေပါတဏှာမှာဒုက္ခပေးနိုင်တဲ့ပျက်စီးမှုကြတော့သီလပြဒနာတဲ့ကိုချင်းတရားပျက်စီးသွားဒိဋ္ဌိပြဒနာတဲ့မှန်ကန်တဲ့အမြင်တစ်ခုပျက်စီးသွားအဲ့ဒီနှစ်ခုကတဏှာမှာဒုက္ခရောက်စေနိုင်တဲ့ပျက်စီးမှုလို့ပြဒနာတရား၅ပါးနဲ့ပတ်သက်လာရင်ဒီလိုမှတ်ဝိပတ္တိဆိုတာမပြည့်စုံတာလို့ချို့တဲ့တာလို့ပျက်စီးတာလို့ဝိပတ္တိအဲ့ဒီဝိပတ္တိဆိုတဲ့နေရာမှာလည်းပဲဝိပတ္တိတရား၄ပါးလို့ဆိုပြီးတော့ဩဃတဆုတောင်းထဲမှာမပေါ်အောင်လို့မဖြစ်အောင်လို့ဆုတောင်းကြကာလဝိပတ္တိတဲ့ခိဆိုကာလဆိုကြီးဘဝမှာအသက်ရှင်ဖို့ခက်ခဲပြီးတော့ကဘာကြီးစစ်ဖြစ်နေတာတို့